ထိုင်းနိုင်ငံမှာမြန်မာအလုပ်သမားတွေကိုအနိုင်ကျင့်နေတဲ့ ည နှာ တိုင်း ခေါင်းမွေး အိ အ ယာ ဖို့ ပိန်မှာ အခုတော့ ရောက် တရား လာ ဥပ တ ဒေ တ် အရ တဲ့ အ မ ရေး မီ ယူ ရ လာ တဲ့ ပါ သူ ပြီ ဒီဖြစ်ပျက်လေးကိုကြတော့ကျွန်တော်ရဲ့အတီးတယောက်နေပြီးတော့ မတရား လာ စစ် ရောက် ဆေးဖမ်း မျှဝေ ဆီး ခဲ့တာပဲ ထိ ဖြစ်ပါ ခိုက် တ ရ ယ် ထိခိုက်စေခဲ့တာပါ ည ဒါ နှစ် ကြောင့် နာရီ လူ က မှုဘဏ်ဝိုင်းထဲမှာ အ လည်း ခန်းထဲ လူ မှာ တွေစိုးရိမ်စရာ မီး ဖြစ်လာ ပိတ် ခဲ့ ထား ပါတယ် ပြီးတိတ်ဆိ အခု တ်နေ တော့ တယ် ထိုင်းအာဏာပိုင်တွေက ဖုန်း ဥပ လ ဒေ ည်း မဲ့ မ လုပ် သုံး ရပ် တော့ တွေကို ဘူး ခွင့်မပြုဘူးဆိုတာ မျက်လုံးပိတ်ပြီး တရားရုံး အိပ်ဖို့ ထိ ကြိုးစား တင် နေ ပြီး တဲ့အ အရေးယူ ချိန် နေပြီလို့သိရပါတယ် အိယာပိန်မှာ နိုင်ငံ တယောက် သား ယောက် မှာ ရက်နေ အ သ လုပ် လို လုပ် ခံ နေတဲ့ စား မ ရ န်မာလုပ် တယ် သားတွေအတွက်အရင်အရေးကြီးတဲ့ ပထမဆုံးနေ့ တရား စ နဲ့ ရက်ထင်လို့ပဲ ကြောက်စရာမလိုပဲ မှတ် တရား ယူ ဥပ ခဲ့ ဒေ တယ် အတိုင်းကြားနိုင်ရဲဆို ကြာ တာ ပြီ ကို မဲ့ လည်းသတိပေးထားပါတယ် နောက်နေ့တွေမှာလည်းအတူတူပဲ အလုပ်ရတာမလွယ်ပါဘူး ညတိုင်း ဘာမှမ အိ လုပ် တ် ပဲ ချိန် အနိုင်ကျ ရော င့် က် ခံ တာ ရ နဲ့ တာကပူပြီးနိုင် အိ ကျ ယာ င်စရာ ဘေးက ပါ လေတံလေးတကူလှုပ်တယ် တာကတကယ်ကောင်း လူ တဲ့ တယောက် ပါ တက်ရှူ ဒီ တန် လို လို့ မတရားလုပ်ရက် အတန်တ တွေကို ကူ ထိုင်း ကြား အာဏာ နေ ပိုင် ရ တွေက တယ် ဥပဒေအရအ တ ရေး ည ယူတာ မှာ ကမြန်မာလုပ် တိ သား ချ တွေ င် အတွ စော က် နဲ့ မျောလင့်ချက်တစ် မျ ခု က် ပါ လုံး ပဲ ဖွင့်ကြည့်လိုက်တယ် နိုင်ငံသားမှာအလုပ်လုပ် အ ရ က တာ န်းထဲ ခက်ခဲ မှာ လို့နဲ့ဘာ မီး မှမ မ လုပ် ရှိ ပဲ ပေ အနိုင် မဲ့ ကျင့်ခံရတာကိုတော့ အိယာပိန် တင် မှာ ပါဘူး အရေးတစ်ခုရက်နေတာတေချာမြင်လိုက်ရတယ် မလိုပါဘူး မျက်နှာမမြင်ရဘူး ပါတယ် ကြာပြီ လူ မဲ့ တိုင်းမှာ လူ လုံခြုံ ပုံ မှု စံ နဲ့ လုံးဝ လေးစားမှုရှိ ပေါ် ရ နေ မယ် တယ် ဆိုတာကိုမမေ့ကြပါ ကြောက် နဲ့ လော်လို့မျက်လုံးပိတ်လိုက်တဲ့အချိန် ဒီကလေးကိုတစ်ခုကနေပြီးတော့ အိယာဘေး ပြော ကနေ င်းလဲ အတန်တကူတိုးတိုးလေးပြောသလို လဲကိုမမပြောခဲ့ပြပါ မီ နော် းမမြင်ချင်လို့